ကျော်ဆောင်ဝင်းကတော့ထိုးပွဲဆိုင်ရာစာချုပ်မှာလက်မှတ်ထိုးလိုက်ပြီဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဗျမာရှယ်မီနီယာမြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါကျော်ဆောင်ဝင်းကတော့သူ့ရဲ့ post မှာဆိုလို့ရှိရင်သူ့အနေနဲ့ဒါလူပင်းနေကွင်းထဲမှာကြော်ကြီးဆိုတဲ့အတန်တွေထပ်ပြီးတော့အော်တန်နေကြားကျင်တဲ့အတွက်ကြောင့်မလို့ဒါသူ့ရဲ့မြန်မာပြည်ကအင်ကိုတော်မှမပြန်ဖြစ်လိုက်ပဲနဲ့ပွဲနောက်ထပ်လက်ခံလိုက်ပြီဆိုပြီးတော့ကြီးညာထားတာဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲ FedEx ရဲ့ပိုင်ရှင်တထေးကလည်းဒါကျော်ဆောင်ဝင်းအနေနဲ့ထိုးပွဲဆိုင်ရာစာချုပ်မှာလက်မှတ်ထိုးလိုက်ပြီးမြန်မာဖန်တွေနောက်ထပ်ပွဲကြီးပွဲကောင်းအတွက်ပြင်ဆင်ထားကြတော့ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်။ကျော်ဆောင်ဝင်းကတော့ပြိုင်ဘက်ကပဲဖိုက်တာနဲ့ဖြစ်မလဲဆိုတော့နည်းနည်းလေးစိတ်ဝင်စားဖို့တော့ကောင်းနေရဲ့။ဘယ်လိုပဲနေနေ FedEx တထေးကကျွန်တော်တို့ Big Fight လို့ပြောကြတဲ့ကဒါပွဲကြီးပွဲကောင်းလို့ပြောကြတဲ့ကတာမန်ဖိုက်တာတွေနဲ့တော့ဖြစ်မှာမဟုတ်ဘူး။နာမည်ရပြီးသားကစားသမားတစ်ယောက်ယောက်နဲ့ပဲဖြစ်ဖို့များပါတယ်။ကျော်ဆောင်ဝင်းအနေနဲ့ကတော့ဒါမိုဂါစီတိုကိုနိုင်ပြီးကြတဲ့ကမြန်မာပြည်သက်တွေရဲ့ဒါအားရကျဉ်းနှံ့မှုကိုရရှိခဲ့တယ်ပေါ့နော်။ပြောဟန်ရင်မိုဂါစီတိုကိုသူ့အနေနဲ့ဤစနစ်ပိုင်းမှာလည်းအတိုင်းအတာတစ်ခုဒီကောင်းကောင်းကိုရှင်းနိုင်တယ်ပြီးတော့အလဲထိုးနဲ့ပါလောက်တောင်း၄ချိန်လောက်ထိထိုးပြီးတော့နိုင်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျော်ဆောင်ဝင်းရဲ့လက်ရည်ကိုတော့တော်တော်များများကတကယ်ကိုအားရခဲ့ကြတာကျော်ဆောင်ဝင်းအနေနဲ့အေးပွဲမှာလည်းဒဏ်ရာကအရန်ကြီးမရခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ထိုးပွဲဆိုင်ရာစာချုပ်မှာထပ်ပြီးတော့လက်မှတ်ထိုးလိုက်တာဖြစ်ပါတယ်လက်ရှိအနေထားမှာဆိုရင်တော့ကျော်ဆောင်ဝင်းဘယ်ကစားသမားနဲ့တွေ့ရမလဲဆိုတာတော့သိချာမသိရသေးဘူး FedEx ရဲ့ပိုင်ရှင်ကိုယ်တိုင်ကလည်းဒါပွဲနေ့ကျင်ညာမဲ့ချိန်ကိုစောင့်မျှော်ပြီးအားပေးကြပါအောင်ဆိုပြီးတော့တောင်းဆိုထားတာဖြစ်ပါတယ်ဘလိုဝင်းနေကျော်ဆောင်ဝင်းအနေနဲ့ထိုင်းကိုရောက်ရှိပြီးတော့ဒါတစ်နှစ်တောင်မပြည့်သေးတဲ့အချိန်အတွင်းမှာမြန်မာဖန်တွေရဲ့တခဲနဲ့အားပေးမှုလည်းရတယ်ထိုင်းကဂျင်တွေရဲ့ဒါဘလိုဝင်းနေသဘောကျမှုနှစ်သက်မှုလည်းရတယ်ပေါ့နော်ကျွန်တော်တို့ဒီ FedEx ဟာတင်းမိတ်တွေဆိုလို့ရှိရင်ကျော်ဆောင်ဝင်းအကြောင်းကိုဒါခဏခဏတင်ကြတာရှိရဲပြီးတော့ကျော်ဆောင်ဝင်းကိုလည်းတကယ်လည်းခင်ကြတယ်ရင်းနှီးကြတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတတိကိုယ်တိုင်ကလည်းကျော်ဆောင်ဝင်းကိုတော်တော်လေးနည်းနည်းလေးဂယုဆိုင်တယ်လို့ပြောလို့ရတဲ့အထက်မှာပါပါတယ်ကျော်ဆောင်ဝင်းဖယ်ဖိုက်တာနဲ့တွေ့ရမလဲဆိုတော့တော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းနေတဲ့အနေအထားတစ်ခုမှတော့ရှိပါကျွန်တော်ကတော့ပြောရရင်တော့ကျော်ဆောင်ဝင်းကိုတော့မွေထိုင်းပွဲကိုအဓိကဖြစ်စေချင်တယ်ပေါ့နော်မွေထိုင်းပွဲပဲဖြစ်ဖို့တော့များနိုင်တယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်ပါကျော်ဆောင်ဝင်းအနေနဲ့ဒီလိုပုံစံမျိုးဆက်ပြီးတော့လက်ဆွမ်းပြနိုင်တဲ့အလဲထိုးနိုင်ပွဲတွေရယူနိုင်တယ်ဆိုလို့ရှိရင်သူ့အနေနဲ့တိတ်မကြခင်ဝမ်းစာချုပ်ကြီးကိုရပါလိမ့်မယ်နောက်2ပွဲ3ပွဲလောက်သာအလဲထိုးပုံစံမျိုးနဲ့ဆက်နိုင်မှုပဲလိုတာပါဘာဖြစ်လို့လဲဆိုတော့လက်ရှိဈေးကွက်အနေထားရလဲဆိုလင်းဦးကတော်တော်လေးစာချုပ်ရပြီးနောက်ပိုင်းကြာသွားတဲ့အနေအထားမှာဝမ်ချန်ပီယံရှစ်ဘက်ကမြန်မာဟီးရိုးတယောက်တေချာပေါက်လိုအပ်နေပါ A Cup ကိုအစောပိုင်းတော့ဒါသွင်းလင်းထက်ဖြည့်ဆည်းပေးနိုင်မလားဆိုပြီးတော့မြန်မာပြည်သက်တွေကမျှော်လင့်ခဲ့ကြတယ်ဆိုပေမဲ့အခုချိန်မှာလည်းသွင်းလင်းထက်ကအချိန်နည်းနည်းလေးကြာသွားတဲ့အနေအထားမှာကျော်ဆောင်ဝင်းအနေနဲ့ဒါနိုင်ပွဲတွေဆက်ပြီးတော့ရယူနိုင်မယ်ဆိုလို့ရှိရင်တေချာပေါက်ဝမ်ဘက်ကစာချုပ်ကြီးကမ်းလှမ်းမှာလူငယ်ကစားသမားမြန်မာလက်ဝဲမှာလည်းပထမတန်းဖိုင်ယာတယောက်ဖြစ်ခဲ့တယ်ပြီးလို့ရှိရင်လက်ရှိ FedEx ကလည်းနောက်ကနေ background support ထားတဲ့အချိန်မှာကျွန်တော်တို့ဒီကျော်ဆောင်ဝင်းကို FedEx ချင်းအနေနဲ့တော်တော်လေးကိုခရီးရအောင်လို့ဆွဲတင်ပေးနိုင်မယ်လို့မြင်တယ် FedEx ကိုယ်တိုင်ကလည်းဒါကျွန်တော်တို့ဝမ်ချန်ပီယံရှစ်မှာ main sponsor ပုံစံမျိုးဖြစ်နေတာပေါ့နော်ဒီတော့ကြောင့်မလို့ကျော်ဆောင်ဝင်းအနေနဲ့နိုင်ပွဲရဖို့ပဲလိုတာနိုင်ပွဲရမယ်အလဲထိုးနိုင်ပွဲဒါမှမဟုတ်လုံးဝပြည့်ပြည့်စုံစုံနိုင်ပွဲတစ်ခုရမယ်ဆိုလို့ရှိရင်တော့ကျော်ဆောင်ဝင်းဘက်ကတိတ်မကြခင်မှာဝမ်ချန်ပီယံရှစ်ကစာချုပ်ကြီးရထားတဲ့ကစားသမားတွေနဲ့ရှင်ပြိုင်ရတဲ့ level တစ်ခုကိုရောက်လာတော့မယ်လို့တော့ကျွန်တော်စိတ်ထဲတော့မြင်ပါလက်ရှိချိန်မှာမြန်မာပြည်သက်တွေကဒါအမျိုးသားဒီ fighter တွေဘက်မှာဆိုလို့ရှိရင်လည်းအားကိုးစရာကနည်းနည်းလေးအခြေအနေမဲ့နေတဲ့အနေထားမှာဆိုရင်ကျွန်တော်ကတော့ကျော်ဆောင်ဝင်းကိုမျှော်လင့်ခြင်းနဲ့ကျော်ဆောင်ဝင်းရဲ့ဒီ work ethic ပိုင်းကျွန်တော်တို့ဒီစူးစမ်းမှုပိုင်းကလည်းဘာမှပြောစရာမလိုဘူး FedEx ရဲ့ဒါထောက်ပံ့ပေးမှုနဲ့ပြောရင်ဝမ်ချန်ပီယံရှစ်ရဲ့မျက်နှာသာပေးမှုတွေပေါင်းလိုက်နေဆိုလို့ရှိရင်ကျွန်တော်တို့ကျော်ဆောင်ဝင်းအနေနဲ့ဝမ်ချန်ပီယံရှစ်မှာနောက်ထပ်အောင်လားလိုမျိုးချေရနင်းနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်ပါတယ်အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျကျွန်တော်တို့ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်